VAR အမားရီသာမရှိဘူးဆိုရင်ဖြစ်ပေါ်လာမဲ့ပရီးမီးယားလိအမှတ်ပေးစရာအသစ်ယခုနှစ်2025-26ရာသီမှာ VAR ရဲ့ဆုံးဖြတ်ချက်အမားရီကပရီးမီးယားလိအသင်းရဲ့ရလဒ်တွေပေါ်မှာတော်တော်လေးကိုတက်ရောက်မှုရှိနေပါတယ်။အချက်လက်တွေကပရိသတ်တွေကဆုံးဖြတ်ချက်အမှားလို့ယူဆရတဲ့ဖြစ်ရပ်တွေကိုဖယ်ထုတ်ပြီးတော့တွက်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့အမှတ်ပေးစရာကအခုလက်ရှိအနေထားထက်တော်တော်လေးကိုကွာခြားသွားမှာဖြစ်ပါတယ်။အထူးသဖြင့်တန်းစင်းစုံတိုက်ပွဲနဲ့အမှတ်ပေးစရာအလေလက်နေရာတွေမှာအတိအကျအပြောင်းအလဲတွေရှိနေအောင်တွေ့ရပါတယ်။တန်းစင်းစုံမှာတော့ Wolf အသင်းက VAR ရဲ့အကျိုးကျေးဇူးကို၃ချိန်အထိရရှိထားပေမဲ့သူတို့ရဲ့ရမှတ်ရှိမှတ်ကတော့ပြောင်းလဲမှာမဟုတ်ပဲဇေယျအောက်ခြေမှာပဲဆက်ပြီးတော့ရှိနေမှာပါ။ဗန်လီသင်းကတော့ဆုံးဖြတ်ချက်အမှားတစ်ချိန်နစ်နာခဲ့ရပေမဲ့အဆင့်19နေရာမှာပဲဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ်။အပြောင်းလဲရှိဆုံးကတော့အောက်ခြေ3သင်းတွေကဝက်ဆန်အသင်းဖြစ်ပြီးတော့နေပြနူနိုလက်ထက်မှာရုံးကန်နေရဆဲဖြစ်ကအဆင့်18မှာပဲဆက်လက်ပြီးတော့ရပ်တည်နေမှာပါ။ဒါပေမဲ့လီယိုနယ်တက်ကတော့ VAR ရဲ့အကျိုးကျေးဇူးကြောင့်မလို့လက်ရှိမှာအဆင့်16နေရာရောက်နေပေမဲ့အမှားရီသာမရှိခဲ့ရင်အဆင့်19ကိုဆက်ပြီးတော့ဆင်းပေးရမှာဖြစ်ပြီး Nottingham Forest နဲ့နေရာချင်းလဲသွားမှာဖြစ်ပါတယ်။ဇေယျအောက်ခြေတစ်ဝက်မဘီစီယာရဲ့အောက်ခြေတစ်ဝက်မှာတော့ Crystal Palace အသင်းက VAR ကြောင့်မလို့အနစ်နာရဆုံးအသင်းတွေမှာပါဝင်နေပြန်ပါတယ်။သူတို့က၄ချိန်ထိအမားရီနဲ့ကြုံတွေ့ခဲ့ရပြီးတော့အဲ့ဒီအမားရီသာမရှိခဲ့ရင်လက်ရှိအဆင့်15နေရာကနေပြီးတော့အဆင့်14ထိတက်လန်းနိုင်မှာပါ။ Europa League Champion စပါအသင်းကတော့အိမ်တွင်းလိမှာရုံးကန်နေရပြီးတော့ VAR အမားရီသာမရှိခဲ့လို့ဆိုရင်တော့အခုထက်တစ်ဆင့်မြင့်တဲ့အဆင့်73နေရာကိုရောက်ရှိနေမှာဖြစ်ပါတယ်။ဘုံမောက်အသင်းကတော့ VAR ရဲ့အကျိုးကျေးဇူး၄ချိန်ထိရရှိထားကြောင်းမလို့လက်ရှိအဆင့်73နေရာကနေပြီးတော့အဆင့်15ကိုဆင်းပြရမယ့်အနေအထားမှာရှိနေပါတယ်။ဇေယျထပ်ပိုင်းတစ်ဝက်ဇေယျထပ်ပိုင်းမှာတော့ Everton က VAR အမှား၄ချိန်ထိခံခဲ့ရပေမဲ့သူတို့ရဲ့အဆင့်10နေရာကတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဆန်နာလန်တင်းကတော့ပို့ပြီးတော့ကန်ကောင်းနိုင်ခြေရှိတာက VAR အမှားသာမရှိခင်အဆင့်9နေရာထိတက်လန်းနိုင်မှာဖြစ်ပါတယ်။ဖူဟန်တင်းကတော့ VAR အမှားတွေကြောင့်လို့2မှတ်ပိုရထားတာဖြစ်လို့တကယ်တမ်းဆိုလို့ရှိရင်အဆင့်10နေရာကိုဆင်းပြရမှာပါ။နယူကာဆယ်တင်းကတော့9ချိန်ထိနစ်နာခဲ့ရတာကြောင့်မလို့ VAR သာမရှိရင်အဆင့်9နေရာထိရောက်ရှိနိုင်မှာဖြစ်ပါတယ်။ထိပ်ဆုံးအသင်းများနဲ့ချန်ပီယံလိလူပွဲလီဗာပူးသင်းကယခုရာသီမှာ VAR ကြောင့်အနစ်နာရဆုံးအသင်းတွေကတသင်းဖြစ်ပြီးတော့9ချိန်ထိအမှားတွေနဲ့ကြုံတွေ့ခဲ့ရတာပါအထူးဖြင့်မန်စီးနဲ့ပွဲမှာဗန်ဒိုက်ရဲ့ဂိုးကိုပယ်ဖြတ်ခံရတာကအထင်ရှားဆုံးပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့အဆင့်6နေရာကတော့ပြောင်းလဲမှာမဟုတ်ပါဘူးချယ်ဆီသင်းကတော့အကန်ကောင်းဆုံးဖြစ်ပြီးတော့9ချိန်ထိအကျိုးကျေးဇူးရရှိထားတာပါမန်ချက်စတာယူနိုက်တက်ကတော့အဲ့လိုမျိုးအမှားရတာမရှိခင်သူတို့ရဲ့ရမှတ်38မှတ်ထက်2မှတ်ပိုရမှာဖြစ်ပြီးတော့အဆင့်4နေရာမှာပို့ပြီးတော့ခိုင်မာစွာရပ်တည်နိုင်မှာဖြစ်ပါတယ်အာဆင်နယ်နဲ့မန်စီးတို့ရဲ့ထိပ်ဆုံးနေရာတွေကတော့ VAR အမှားတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတိတိကျကျပြောင်းလဲမှုမရှိဘဲနဲ့သူတို့ရဲ့ကိုယ်ပိုင်ခြေစွမ်းနဲ့သာဥဆောင်နေကြရလဲဖြစ်ပါတယ်